နေတိုးကရခိုင်တယောက်ပါရခိုင်နေရလေအိပ်ပျော်နေတဲ့အချိန်မှာတရင်တို့ထမင်းတော့သူတို့မျိုးကိုသူတို့အသေးလဲချစ်ဒါအမှန်တရားပဲလေကျမကလာအောင်ကြည့်မြလာအောင်ချစ်တာအမလီအဲ့လောက်လည်းမပိုပါနဲ့ဟဲ့လို့ဖြစ်လာအောင်သူတို့ချစ်တာပါအဲ့တော့နေတိုးကအခုဖြစ်နေတဲ့ကိစ္စတွေမှာပေါ့နော်ကိုတွေးကြည့်ရယ် तू ကသူ့လူမျိုးကြီးကိုတို့တခြားလူတွေကိုမပြောနဲ့တော့ဗောနော်သူ့လူမျိုးကို तू ကမျက်ွယ်ပြူသူ့လူမျိုးနဲ့အတိုက်ခံဖြစ်ခံပြီးတော့ဒီဟာကိုရိုက်ခဲ့တယ်ဆိုတာသူ့မှာလည်းအကြောင်းတရားတွေရှိမှထင်တယ်အဲ့လိုပြောလို့ရှိရင်ယူတို့တွေကအကြောင်းတရားရှိမှပဲဆိုပြီးနားလဲပေးနေတာကမဟုတ်တော့တာလို့ပါလို့နားလဲမပေးလို့မရဘူးလေရှေ့မှာလူတွေဘာတွေဖြစ်သွားလဲရှေ့ကလူတွေဘာတွေဖြစ်သွားလဲကြည့်လိုက်အောင်လေအဲ့တော့စိတ်ပြီးတော့ကြောက်နေရမျိုးလည်းဖြစ်နိုင်တာပဲလေပြီးတော့နေတိုးနဲ့မြင်းမြန်းဆိုတာတော်တော်ဒီနိုင်ငံရေးမှာပေါ့နော်တော်တော်ငြိမ်တဲ့မင်းသားနှစ်လက်ထဲမှာပါတယ်သူတို့ကဘာမှတိတ်ပြီးဝင်မပြောဘူးသူတို့ speak out တွေလုပ်ခဲ့တယ်ဆိုတာလေသူတို့ကိုသူတို့ချစ်လို့သူတို့ကိုသူတို့ချစ်လို့သူတို့ speak out လုပ်ခဲ့တယ်အမှန်တရားပဲအခုလည်းဒီမှာဒီကားကိုဒီဟိုရွေးကောက်ပွဲကားကိုသူတို့ရိုက်ခဲ့တယ်ပေါ့နော်အဲ့ဒါလေသူတို့ကိုသူတို့ချစ်လို့သူတို့မိသားစုကိုသူတို့ချစ်လို့အဲ့လိုလို့ထင်တယ်ပထမဒီအာနာသိန်းတဲ့အချိန်မှာ speak out လုပ်တယ်ဆိုတာလေဒီလောက်မလုပ်လို့ရှိရင်လောက်ဝိုင်းပြောနေတာကွာသိရမလားဝိုင်းပြောနေတော့သူတို့လှုပ်လိုက်တယ်သူတို့ကအဲ့နိုင်ငံကိုချစ်လို့ပြည်သူကိုချစ်လို့ဆိုတာတည်းချစ်တာမချစ်တာဆိုတာပုံမှန်မှာပဲသူတို့ကနည်းနည်းကြောက်တတ်တယ်အနေအေးတဲ့ထင်မှာပါတယ်လို့မြင်တယ်အဲ့လိုဆိုတော့သူတို့ကသူတို့လှုပ်ပေးလိုက်တယ်ပေါ့နော်ဒါပြည်သူအစဉ်ပြေဖို့ပြည်သူနဲ့အစဉ်ပြေဖို့အတွက်သူတို့လှုပ်လိုက်တယ်ဒါပေမဲ့သိတယ်မလားအဲ့လောက်လှုပ်လဲအခုကြောက်စရာကြီးတွေလေဘဝတွေလုံးဝချင်းထွက်သွားတယ်အခြေအနေကြီးတွေကအဲ့လိုမျိုးဆိုတော့အခုလဲသူတို့ကသူတို့ကိုသူတို့ချစ်တဲ့စိတ်သူတို့မိသားစုကိုချစ်တဲ့စိတ်ပြီးတော့အကြောက်တရားတခုနဲ့သူတို့လောက်တယ်လို့မြင်တယ်အဲ့တော့သူတို့ကိုအပြစ်မမြင်မိဘူးအပြစ်မတင်မိဘူးအခုခေတ်ကြီးထဲမှာကြောက်နေရလဲမမှားဘူးเนาะမကြောက်တဲ့လူတွေကိုလည်းမမှားပါဘူးဒါပေမဲ့ကြောက်နေရလဲမမှားပါဘူးเนาะကြောက်တယ်เนาะဒီကားတွေရိုက်လို့ရှိရင်လုံးဝအမုန်းခံရမယ်ဆိုတာကိုသူတို့သိတယ်မင်းသားတွေမသိဘဲနဲ့မနေဘူးကွာသူတို့ရိုက်လိုက်ရတယ်သူတို့ရိုက်လိုက်ရတယ်လို့ပဲမြင်တယ်သူတို့တမင်ကြီးတော့ရိုက်မှာမဟုတ်ပါဘူးဒါဒီအမှန်တရားဒီလူတွေဒီအမှန်တရားဆိုပြီးတော့သူတို့ရိုက်မှာမဟုတ်ပါဘူးသူတို့ရှင်ထဲမှာမှန်တယ်လို့ထင်နေနေအောင်ကွာဒီလောက်ပြည်သူမုံမှာသူတို့ကပြည်သူနဲ့ဒါသူတို့အလုံးလုံးနေရတဲ့လူတွေလေအဲ့လိုဆိုတော့မုံမှာမှန်တည်းရနေတော့သူတို့ရိုက်မှာမဟုတ်ပါဘူးဟိုတက်သစ္စာရေဆိုပိုဆိုးတာပေါ့နော်အေးချမ်းမောင်လို့ဆိုလို့ရှိရင်လေဒါသူဆိုတက်သစ္စာအချစ်ခံတဲ့ထင်မှာပါတယ်ကွာသူဆိုလို့ရှိရင်လေဒီကိစ္စကြီးလုပ်လိုက်ရင်ငါမုန်းခံမယ်ဆိုတော့တိရကြီးနေတော့တမင်းတော့မလုပ်တော့ဘူးလို့မြင်တယ်ကွာအသက်လူကြီးတော့ဟာမှန်ပါလေဟိုဒိန်းတောင်တို့တွေလိုမျိုးပေါ့ကွာခက်တီတီနဲ့သူတို့လုပ်ခဲ့တာမှမဟုတ်တာမျက်နှာပြောင်နေတအားတိုက်ပြီးတော့မှလေဒီမှာအဲ့လိုမလုပ်နောက်ဆုံးဆိုမြတ်သူစားတို့ရအောင်လို့တော့သူတို့လုပ်ခဲ့တာမဟုတ်ဘူးအခုဆိုမဲ့သူသားတို့ရန်အောင်တို့သူတို့ကမှအပြက်အသက်ရက်တည်တဲ့လူတွေရှိတယ်ကွာအဲ့လူတွေနဲ့ခေါ်မရိုက်ဘူးတမင်တကာကိုဒီနေတိုးတို့တကယ်ထိတ်တန်းမင်းသားလူအချစ်ခံရတဲ့မင်းသားတွေကိုတမင်တကာကိုထည့်ရိုက်ထားတာပြီးတော့ချူးလေးကိုလည်းထည့်ထားတယ်ချူးလေးလည်းရခိုင်နော်ချူးလေးကိုလည်းထည့်ထားတယ်သူဟိုဘက်ဒီဘက်အကုန်လုံးဘယ်နေရာမှလွတ်မသွားအောင်ဒီလူတွေကိုတမင်တကာကိုခေါ်ပြီးရိုက်တယ်လို့ထင်တယ်အဲ့လိုဆိုတော့နားလည်ပေးလို့ရတယ်ငါတို့ကိုတယောက်တည်းအတွက်ဆိုလို့ရှိရင်တော့ကိုကတော့နားလည်ပေးလို့ရတယ်အိမ်မှာလည်းရခိုင်နေနဲ့နေတယ်သူတို့နဲ့ဆန့်ကျင်တဲ့လားရဘက်ကိုနေတိုးကသွားလိုက်တယ်လို့ဖြစ်သွားတယ်နေတိုးနဲ့ချူလေးနဲ့ပေါ့နော်နေတိုးကိုအဓိကထားပြောမှာပေါ့ပေမဲ့သူတို့နေတိုးကိုနားလည်ပေးနိုင်တယ်သူ့မှာသူအကြောင်းတရားရှိမယ်ခုဆိုကလေးနဲ့လည်းဖြစ်နေပြီပေါ့နော်တယောက်တည်းတော့မဟုတ်ဘူးပေါ့မိသားစုတွေအဲ့လိုလေးဖြစ်နေအဲ့တော့တခြားမှာလည်းမိသားစုတွေမရှိဘူးလားလို့တော့မပြောနဲ့တခြားလူတွေမှာလည်းမိသားစုတွေရှိတယ်ဒါပေမဲ့ကိုရွေးချယ်မှုနဲ့ကိုရွေးချယ်ခွင့်တော့ရှိရလေနော်သူတို့ဆိုအသက်အရွယ်လေးကလည်းမနှဲရလာပြီဆိုတော့အများအပြားငြိမ်တဲ့ဘက်ကိုသွားဖို့အတွက်ဟိုရွေးချယ်ကြမှာပဲလीနော်ဒါအမြင့်တို့လည်းထိုနည်း၎င်းပဲပေါ့အေဂျင့်မောင်ဆိုလို့ရှိရင်လည်းသူဒီလောက်အချစ်ခံနေရနေပြီချက်ချင်းတော့သူဒီအမုန်းခံမဲ့စကားယူရိုက်ချင်မှာမဟုတ်ဘူးနော်ချူလေးလည်းအဲ့လိုပဲမေမြင့်မို့ဆိုလဲတော်တော်လေးအေးတဲ့ထင်မှာပါတယ်เนาะအကောင်မလေးလည်းနေတာထိုင်တာအေးတယ်ကိုကတော့မကြိုက်ဘူးချူလေးလည်းမကြိုက်ဘူးမေမြင့်မို့လည်းမကြိုက်ဘူးအေးချမ်းမောင်လည်းမကြိုက်ဘူးမင်းမြတ်လည်းမကြိုက်ဘူးနေတိုးကိုတော့ချစ်တယ်အဲ့တော့သူတို့လည်းအတူတူပဲဟိုနေဝင်းကတော့ဖြစ်ချင်အဖြစ်ပေါ့เนาะသူဘက်ကတော့ဘာမှမစင်စားပေးတတ်ဘူးစင်လည်းမစင်စားပေးနိုင်အောင်တော့လည်းမလည်းနေဝင်းနဲ့ပတ်သက်ဘာမှထွက်မလာကျန်တဲ့လူတွေတော့နားလည်းပေးလို့ရတယ်ပေါ့เนาะအဲ့ဒါရန်နေဝိုင်းဆဲပြီးရန်နေဝါဖြစ်နေရောလဲမဟုတ်သေးဘူးထင်တယ်လို့ဘာလို့လဲဆိုသူတို့မှလည်းသူတို့အကြောင်းနဲ့သူတို့ရှိမှာအဲ့လိုပြောရင်ရှင်တို့မကြိုက်ဘူးဆိုတော့သိရနော်ဒါပေမဲ့တကယ်ကိုအကြောင်းတရားရှိလိမ့်မယ်သိတယ်မလား
ကြားရနော်ဟိုဖေးကောက်ကဟိုတယ်မဲတော့တယ် နေတို့ပို့ဆိုတယ်ပြီးမြင့်နေတို့လိုမြင့်တို့ဒီလောက်ချစ်ခံနေရတာကွာသူတို့မှအုံနောက်ရှိပါတယ်သူတို့သိပါတယ်ဒါသူတို့မှသူတို့အကြောင်းတရားရှိဖို့ရှိရမှာပါနော်ဒီလောက်ကြောက်စရာကောင်းနေတဲ့ခေတ်ကြီးတွေမှာကွာသူတို့လည်းကြောက်မှာပေါ့ကြောက်ခွင့်ပေးလိုက်ကြပါတချို့ဆိုနိုင်ငံခြားနေလန့်လန့်អော်နေရအဲ့လိုကြီးလည်းစွတ်မလုပ်ပါနဲ့သူတို့နိုင်ငံ အဲ့လိုမပြောပါနဲ့ညီမလေးအဲ့လိုမပြောပါနဲ့ သူများရေလိုမျိုးသူလည်းအာသာနေလိုပဲဆူရှီလိမ့်နေရမှာသူတို့ရတယ်ဒီလားသူတို့လဲတာမဟုတ်ဘူးမလဲဘူးမင်းသားနဲ့လက်စလောနည်းနည်းအေးတဲ့ထက်ကို့မြင်မှာပေါ့နော်နည်းနည်းအေးတယ်လို့ထင်တယ်အဲ့လိုဆိုတော့သူတို့ကအာသာနေလိုပဲဆူရှီလိုက်ပြီးတော့နေရမှာသူတို့ကတိတယ်သဘောပေါက်တယ်အဲ့လိုဆိုတော့သူတို့လည်းဆူရှီပဲလိုက်ချင်မလဲလေနော်နေပါစေတော့ဒီလိုပဲအလင်းတင်တယ်လို့လေနားလည်းပေးလိုက်ကြပါအတိတ်နေဆိုပြီးတော့ဆဲဆိုပြောဆိုမနေကြပါနဲ့အောင်ကွယ်သူလည်းသိပါတယ်